ဆိုတော့ဒီနေ့ဘယ်သချင်းနဲ့ဒီဆိုရှင်ပြိုင်ပါလဲမောင်လေး You raise me up ဆိုတဲ့ချင်းရွေးချယ်ထားပါတယ် Westlife ရဲ့ version ဖြစ်ပါတယ်ခင်ဗျာ Okay ရင်ခုန်စွာနဲ့ပရိသတ်တွေရင်ခုန်မခုန်တော့မသိဘူးစမို့အရန်နှထောင်ချင်လို့ Okay အားလုံးပဲတူတူကြည့်ကြမယ်နော် Good luck ပါမောင်လေး ကျေးဇူးပါ When I am down and though my soul so weary, when troubles come and my heart burden be, then I am still and wait here in the silence until you come and sit a while with me. You raise me up so I can stand on mountain. You raise me up to walk on stormy sea. I am strong when I am on your shoulder. You raise me up to more than I can be. You raise me up so I can stand on mountain. You raise me up to walk on stormy sea. I am strong when I am on your shoulder. You raise me up to more than I can be. You raise me up so I can stand on mountain. You raise me up to walk on stormy sea. I am strong when I am on your shoulder. You raise me up to more than I can be. You raise me up, stand on mountain, yeah, yeah. You raise me up to I am strong when I am on your shoulder. You raise me up to more than I can be. You raise me up to more than I can be. James Bond နဲ့တူရနော်007 James Bond တာကခုနဟို
interview လေးမှာကြည့်တော့ key နည်းနည်းလေးပြောတာရှိတယ်ဟုတ် ဟုတ်ဆရာ အဲ့တော့ဒါရှေ့ဘယ်သိမ်းမကြနိုင်ဘူးပြောရနော်ရှေ့ပိုင်းနားထောင်ဆက်နားထောင်လိုက်တော့လေသေးရနေအဲ့ key ကိုဒါအသိမကြနိုင်တော့သေးရနေဒါပေမဲ့အဲ့အလေကဆိုလိုတိုလေးပြီးတော့စထွက်ပြီးတော့အဆုံးထိရတော့လွင့်သွားတာနော်အရန်ကိုဒါတစ်ခုပြီးတစ်ခုတစ်ဆင့်ပြီးတစ်ဆင့်ဆွဲခေါ်ရတယ်ကြည့်တဲ့လူတွေလည်းပါသွားတယ်အဲ့လိုဖြစ်အောင်ဆိုနိုင်နေဆိုတာလေပါရမီဘာမှရတာပါရှေ့ဘက်မှာအားမရဘူးအဲ့ဒီခီးအကြအသားမဆိုနိုင်လို့ပါဒါတော့တခါလေးဆိုရတာဟုတ် recording မှာဆိုရင်တော့ဒါတော့ပတ်ကားပဲလေနော်ဒါတော့မှဒီအချိန်တွေမျိုးမှာဒီလိုမျိုးတချင်းခီးချင်းပြီးဆိုရတယ်တချင်းမျိုးဆောင်အကောင်းဆုံးဆိုသွားတာတွေ့တယ်အန်ကကျော်ကအန်ကကျော်ပါပဲ ကျေးဇူးတင်ပါတယ်ဆရာ ကျေးဇူးအများကြီးတင်ပါတယ်ဆရာကျွန်တော်မာရီဘကာရဲ့မှတ်ချက်လေးလည်းကြားပြစီရှင် အရန်ယူကောင်းပါတယ် ကျေးဇူးတင်ပါတယ် နားထောင်ရလေအော်အရသာရှိလိုက်တာလို့သချင်းတစ်ပုတ်လုံးပေါ့နော်အမကအမှန်တိုင်းပြောပြရမယ်ဆိုရင်အမကရိုင်ရလေတခြားကိစ္စတွေပေါ့နော်အလုပ်ကိစ္စတွေနဲ့ဖြစ်တဲ့ခါကျတော့မြန်မာစတားကိုပုံမှန်မကြည့်ဖြစ်ဘူးဒီမှာဧည့်သည်တိုင်းဖြစ်နေလာထိုင်ပေးပါဆိုပြီးတော့မှဖိတ်ခေါ်တဲ့ခါကျတော့မှပဲနောက်ဆုံးပြိုင်ပွဲဝင်မဲ့၄ယောက်ရဲ့ YouTube ဗီဒီယိုလေးကိုအမကြည့်မိတယ်ပေါ့ကြည့်မိတဲ့အချိန်မှာအမ်ဘရီကျော်ဦးဆိုတာတွေကိုအမနားထောင်မိတယ်ပေါ့လေနားထောင်တဲ့အခါမှာအဲ့လိုပေါ့ rock တွေ metal တွေဒါမျိုးတွေဆိုတဲ့ခါကျတော့အမကစတက်လာခဲ့ရ You Raise Me Up တခြင်းကိုလည်းရွေးထားတာဆိုတော့သူက high တွေကတော့ okay ပါပေါ့နော် high တွေကတော့ okay လိမ့်မယ်ပေါ့အဲ့ဒါတော့အမအစကမျှော်လင့်ထားပြီးသားအဲ့လိုမျိုးဆိုတဲ့ချိန်မှာဆက်ချင်းကတော့ဟုတ်တယ် left တုံးကိုမှနည်းနည်းလေးစိုးရိမ်တာရှိတယ်ဒါပေမဲ့အဲ့ဒါကိုကောင်းကောင်း handle လုပ်နိုင်တယ်တကယ်တော့လေ ကျေးဇူးတင်ပါတယ် ကိုစိုးရိမ်ခဲ့ပြီမယ်ပေါ့နော်အဲ့ဒီ left တုံးမှာလည်းတသက်ရက်ကလေးဖြစ်တယ်အရင်အသားမကျသည့်တိုင်တော်တော်လေးသက်ရက်တယ်အဲ့ဒါပြီးသွားတဲ့အခါကျတော့အဲ့လိုမျိုးပေါ့နော် metal rock တွေဆိုနေကြလူတွေကကြာအစိတ်တွေကအရန်ပိုင်နေလေနော်အဲ့တော့အကျဲဆိုရင်ဘယ်လိုဖြစ်မလဲဆိုတော့အရန်သိကျင်တာပေါ့လေဒီသချင်းကတော်တော်ကြီးကိုပေါ့နော်ပိုင်ပိုင်နိုင်နိုင်စိတ်အေးလက်အေးနဲ့တကယ်ကိုစိုးသားကြကြလေးပေါ့နော်သချင်းကိုထမ်းပြီးဆိုရတာမဟုတ်ဘဲနဲ့သချင်းကိုကပယ်ဆောင်သွားတဲ့ပုံစံမျိုးလေးဆိုသွားနိုင်တာတွေ့ရတယ်အစအလေအဆုံးပေါ့နော်အဆုံးသက်ထိကိုလှုပ်ချင်တာတွေအကုန်လုံးကိုပြီးမြောက်အောင်မြင်အောင်လုပ်ပြသွားနိုင်တယ်အရန်ပဲဂုဏ်ယူပါတယ် ကျေးဇူးများတင်ပါတယ် ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ကိုဆရာရဲ့အမှတ်ချက်လေးကြားပြစီရှင် ကျွန်တော်မှတ်ချက်ဆိုကျွန်တော်ဝိုင်းကြည့်ပြီးရှင်းနေကြဘာဖြစ်လို့လဲချောလို့ ကိုဆရာအမှတ်ချက်ဆိုစိတ်မချဘူးဟိုကလှည့်ကြည့်နေ မုတ်ချွေးမယ်ဒီလေးအရန်တော်တယ်တစ်ချက်ပေါ့နော် Westlife အဖွဲ့ရဲ့ version ကိုဆိုရဲဆိုတော့ကိုကပို့ပြီးတော့နားထောင်ဖြစ်တယ်ဘာဖြစ်လဲဆိုတော့ Westlife အဖွဲ့က1999လောက်ကစပေါ်တာလीနော်စပေါ်တဲ့အချိန်မှာ wine bank တွေထဲမှာသူကလေနယ်သာလန်လားမသိနော်အဲ့ဘိုက်ကနေပြီးတော့သူကမထင်မှတ်ထားတဲ့သူတို့ရဲ့မြို့နယ်လေးတစ်ခုထဲမှာပဲကြော်ကြားဖို့အောင်မြင်ဖို့ဆိုပြီးစူးစမ်းရာကနေပထမဆုံး album နဲ့ကဘာလုံးကိုအုံချက်ဖြစ်သွားပြီးတဲ့အချိန်မှာနောက်ထပ်ဝေဖန်ချက်တစ်ခုကဘာလဲဆိုတဲ့အခါကျတော့သူတို့ရဲ့အဖွဲ့ကိုတဲ့ cover song တွေအများကြီးဆိုတယ်ဆိုပြီးတော့ဝေဖန်မှုတွေအရန်ခံရတဲ့အဖွဲ့ပေါ့နော်အဲ့တော့